င်္ဂလာပါခင်ဗျ Golden Science မြန်မာကနေကြားလဲချိုးချိုးပါတယ်အခုဆိုရင်ကျွန်တော်တို့အားလုံးစောင့်မျှော်နေကြတဲ့မတ်လ16ရက်နေ့အောင်ပွဲအတွက်အချိန်နီးကပ်လို့လာခဲ့ပါလိဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ရဲ့ numerical analysis အရထုတ်ပေါ်လာခဲ့အားကောင်းဆုံးအပိုင်းနှစ်ကွက်ကိုထုတ်ဖော်ပေးသွားမှာပါဒီကဏ္ဍနဲ့ရရှိဖို့အတွက်အသုံးပြုထားတဲ့ formula ည one chain အကတ်တွေကိုပါအသေးစိတ်ရှင်းပြပေးသွားမှာမို့ဗီဒီယိုကိုအဆုံးထိတေးသေးချာချာကြည့်ရှုပေးဖို့တိုက်တွန်းလိုပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့ဒီတစ်ပတ်ရဲ့ one chain အနေအထားကိုကြည့်အောင်ကျွန်တော်တို့ရဲ့တွက်ကိန်းတွေညဒီတစ်ပတ်မှာ3နဲ့8ဆိုတဲ့ကဏ္ဍနှလုံးဟာမပါမဖြစ် one chain အဖြစ်အားကောင်းဆုံးရှိနေတာကိုတွေ့ရပါတယ်အဲ့ဒီ one chain အပေါ်မှာမူတည်ပြီးထိပ်စီး positioning တွေကိုပြန်လဲချိန်ညှိတဲ့အခါမှာတော့စိတ်ဝင်စားစရာကောင်းတဲ့အပိုင်းအသွဲအဆက်နှစ်ကွက်ကိုရရှိခဲ့တာဖြစ်ပါတယ်ခင်ဗျာနောက်ထပ်အရေးကြီးတဲ့ချက်ကတော့ break ပါပဲမလတ်လဲပိုင်းရဲ့ကဏ္ဍစီးဆင်းမှုမှာ9 break နဲ့knee break တွေဟာအရင်အပတ်တွေရဲ့ရလဒ်တွေနဲ့ပြန်လဲတိုက်ဆိုင်စစ်ဆေးတဲ့အခါ mirror logic အရာအကျနိုင်ဆုံးနေရာမှာရှိနေတာကိုတွေ့ရပါတယ်။ဒါကြောင့်အခုကျွန်တော်တို့ထုတ်ပြမယ့်အပိုင်းနှစ်ကွက်ဟာဒီ break တွေနဲ့ one chain တွေကိုအခြေခံပြီးစနစ်တကျတွက်ထုတ်ထားတဲ့အတီကွက်တွေပဲဖြစ်ပါတယ်ခင်ဗျာ။ကဲအားလုံးပဲစောင့်မျှော်နေကြတဲ့မတ်လ16ရက်နေ့အတွက်အားကောင်းဆုံးအပိုင်းနှစ်ကွက်ကတော့ပထမအကွက်9 3 5ဒုတိယအကွက်4 8 2ဒီနှစ်ကွက်ဟာလက်ရှိ formula အရမတ်လ16ရက်နေ့အတွက်အားကောင်းဆုံး pit map တွေပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့တင်ဆက်ပေးနေတဲ့ဒီပညာရပ်ဆိုင်ရာတွက်ချက်မှုတွေကိုမိတ်ဆွေတို့ရဲ့ကိုယ်ပိုင်တွက်ကိန်းတွေနဲ့တိုက်ဆိုင်ပြီးယုံကြည်မှုရှိရှိပြင်ဆင်နိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ Golden Science မြန်မာကို subscribe လုပ်ထားပြီး notification bell လေးကိုနှိပ်ထားပေးခြင်းအပြင်ဝိုင်းဝန်းအားပေးကြပါအောင်ခင်ဗျာအားလုံးပဲ16ရက်နေ့မှာကန်ထူးကြပါစေ